စေတတ်တယ်တောင်းတမှုကိုဖြစ်စေတတ်တယ်ပါဠိစာပေအရပရိတတနာဆိုတာဒီစကားလုံးရဲ့အဓိပ္ပာယ်ကိုဖွင့်တဲ့အခါသူ့ရဲ့ရူကတတရဲ့အဓိပ္ပာယ်ဖွင့်တဲ့အခါပိပတာယတတပိပတာယဆိုတော့ရှင်းငတ်တယ်လို့ဖွင့်တာဒါတင်စားရတာရှင်းငတ်တယ်ဆိုတာနဲ့တပည့်စာတာနဲ့မတူဘူးနော်မတူဘူးကိုယ့်ကိုစဉ်းစားကြည့်ပေါ့ငတ်နေတယ်ဆိုတာမတော့ရမနေနိုင်ဘူးလေသူလည်းတန်တာတခုအဲ့တော့မုတ်တိတ်တယ်ငတ်တယ်တန်တာပဲရေကိုတန်တာနေအဲ့ဒါကိုပါဠိစာပေကပရိတတနာလို့ခေါ်တယ်ပါဠိစကားလုံးလေးတွေမခက်ပါဘူးမှတ်ထားလို့ရှိရင်ဘာလို့လဲဆိုအင်္ဂလိပ်စကားလုံးတော့မှတ်နေကြသေးတယ်ဒါဝဟရာတစ်ခုပဲကိုယ်မှာစကားလုံးတစ်လုံးတိုးတာပေါ့မြတ်စွာဘုရားကဒီသုတ်တန်ကိုဟောတဲ့အခါမှာအဲ့စကားလုံးနှစ်ခုနဲ့ဟောလိုက်တာဥပါဒါပရိတတနာနောက်တစ်ပိုက်ကအနုပါဒါအပရိတတနာမြတ်စွာဘုရားနှမျိုးဟောတယ်ပရိစ္ဆေသမုပ္ပါမှာဟောတာအနုလုံးပဋိလုံးအဖြစ်နဲ့အပြည့်နှစ်ခုပေါင်းဟောထားတယ်ဥပါဒါပရိတတနာဆိုတာဆွဲလန်းခြင်းကြောင့်တန်တမှုဖြစ်တယ်အနုပါဒါ negative နဲ့အနုပါဒါဆိုတာနာဥပါဒါနာက negative မဆွဲလန်းခြင်းကြောင့်တန်တမှုမဖြစ်ဘူးတော့ဆိုလိုတာကဆွဲလန်းနေရင်တန်တမယ်မဆွဲလန်းရင်မတန်တဘူးအဲ့တော့လူတွေဟာဘာကြောင့်တန်တနေကြသလဲဘာကြောင့်မွတ်သိမ့်နေကြသလဲဆိုရင်ဆွဲလန်းမှုကြောင့်ဖြစ်တယ်အဲ့ဒီဆွဲလန်းမှုကိုမဆွဲလန်းအောင်လို့မြတ်စွာဘုရားကဝိပဿနာတရားအထုတ်ဖို့အမှန်မြင်မှုဒီတုတ်တန်နေခေါ်တာဖြစ်အဲ့တော့ဝိပဿနာတရားအထုတ်တယ်ဆိုတာအစွဲဖြုတ်ဖို့ခေါ်တာပဲအစွဲဆိုတာထင်ရှားတာတခုပြောမယ်ဆိုလို့ရှိရင်မောင်စာပြိုးတဲ့အချိန်မှာလမ်းပေါ်မှာကျနေတဲ့ကြိုးကြီးကိုမွေကြီးလို့ထင်နေတယ်အဲ့ဒါဒိဋ္ဌိနဲ့တူတယ်မွေကြီးလို့ထင်မွေလို့ထင်လိုက်တာနဲ့တပြိုင်နက်ဘာဖြစ်လဲကြောက်စိတ်တွေဝင်လာတယ်သင်္ကုတ်တို့ကြီးကိုသင်္ကုတ်တို့လို့မမြင်မဲနဲ့တရေကြီးလို့မြင်လိုက်တာနဲ့ကြောက်စိတ်တွေဝင်သွားတယ်အဲ့ဒီကြောက်စိတ်ကပဲအလာတာလို့မှားယွင်းတဲ့အမြင်တစ်ခုကိုအကြောင်းပြုပြီးဝင်လာတာဒါကဒိဋ္ဌိကြောင့်ဖြစ်တဲ့ကြောက်လန့်တုန်လှုပ်မှုတခါတဏှာနဲ့တွေ့လိုက်ငါဟာလို့ပစ္စည်းတစ်ခုကိုငါဟာလို့အတိမတ်ပြုလိုက်တာနဲ့တပြိုင်နက်ကိုဟာလို့သတ်မှတ်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီပစ္စည်းဆုံးရှုံးနေတာတော့မှစိုးရိမ်လာတယ်ဆောင်းလျှောက်တော့တာကိုဟာလို့ဆိုလို့ရှိရင်တော့လုံညုံအောင်လှုပ်လာကြပြီလေကိုမပိုင်ခင်ကမဆွဲလန်းဘူးဥပမာအိမ်အစ်စ်တစ်လုံးဝယ်တယ်ဆိုတော့အိမ်အစ်စ်တစ်လုံးဝယ်တယ်သွားကြည့်ပြီးတော့သဘောကျလို့ပတ်စံချိလိုက်ပြီးကိုပိုင်သွားပြီဆိုရင်ဒါအဲ့ဒီအိမ်မှာမဆွဲလန်းမှုဖြစ်သွားပြီအဲ့ဒါကြတော့တဏှာဆွဲလန်းမှုလို့ခေါ်တယ်တခါလူတယောက်ကိုနဲ့လက်ဆက်ထားပဲဖြစ်စေကိုသားသမီးပဲဖြစ်စေကိုဆွေမျိုးညာတိပဲဖြစ်စေနောက်ဆုံးမှကိုနဲ့ယဉ်နှီးတဲ့မိတ်ဆွေပဲဖြစ်စေပစ္စည်းပေါ်မှာဆွဲလန်းတယ်လို့လူတွေမှာလဲငါရဲ့မိတ်ဆွေငါရဲ့တငယ်ချင်းငါရဲ့ဆွေမျိုးဆိုတဲ့အတွေးတွေနဲ့သိမ့်ပိုက်လိုက်ပြီဆိုလို့ရှိရင်နောက်ကပါလိုက်လာတော့ဆိုတန်တမှုဆိုဖြစ်လာတန်တမှုတွေဖြစ်တယ်သူနဲ့ပတ်သက်လာတဲ့အခါကျတော့
ကြောင်းကြမှုတွေတန်တမှုတွေဆက်လာတယ်စိုးရိမ်မှုတွေဆက်သွက်လာတယ်ကိုမသိတဲ့လူတယောက်ဘယ်သူမှမစိုးရိမ်ဘူးကိုမပိုင်တဲ့ပစ္စည်းတစ်ခုတွေ့လဲဘယ်သူမှမစိုးရိမ်ဘူးနော်စိုးရိမ်တယ်ဆိုတာတွေဟာသိမ့်ပိုက်ထားပြီးတဲ့နောက်မှာဖြစ်တာတွေကြီးပဲကောင်းတော့အကယ်၍ကိုကအဲ့ဒီအိမ်ကိုရောင်းပလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီအိမ်နဲ့ပတ်သက်မှုကိုကမရှိတော့မရှိတဲ့အခါကျတော့တန်တမှုကပျောက်သွားဗျာလွတ်သွားဗျာဒါစဉ်းစားကြည့်လိုက်ဒီတိုင်းပဲကုန်လူချင်းမှလည်းတယောက်နဲ့တယောက်မတည့်လို့ခွဲခွာလိုက်ကြပြီဆိုလို့ရှိရင်တန်စဉ်ပြတ်လိုက်တာနဲ့မပူပန်တော့ပြန်ဘူးအဲ့ဒါဟာမြတ်စွာဘုရားဟောတဲ့တရားရဲ့လက်တွေ့ကြတဲ့သဘာဝတွေပဲဒါဘုရားတရားတော်ဆိုတာဒီတကယ်ဖြစ်ဖြစ်နေတာတွေကိုဟောတာကိုကပဲချော်ပြီးတော့တွေးနေကြလို့ကိုကအတွေးချော်နေတာအလွဲထင်နေကြလို့ပြဿနာတွေဖြစ်နေတာမြတ်စွာဘုရားတရားရိုးရိုးရှင်းရှင်းလေးပဲဟောတာလူသဘာဝအတိုင်းပဲဟောတာလောကကြီးမှာဒုက္ခပေးနေတာလွဲမှားတဲ့အမြင်ကြောင့်လည်းဒုက္ခပေးတယ်သင်္ကုတ်တူကိုတရေလို့ထင်တာလွဲမှားတဲ့အမြင်ကျိုးဝေကြီးကိုကျိုးကိုမွေလို့ထင်တာလွဲမှားတဲ့အမြင်ဒိဋ္ဌိကိုပိုင်ဆိုင်ထားတဲ့ကိုနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်ကိုငါဟာလို့တွေးတာကိုကြတော့ငါဆိုတဲ့အတွေးနဲ့တွေးပြန်တာကိုငါလို့တွေးတာလေမှားယွင်းတဲ့အမြင်နဲ့တွေးတာတကယ်ကတော့သဘာဝတရားတသက်မြတာဖြစ်တယ်ခံယူချက်ကိုအဲ့တိုင်ထားကိုငါလို့မြင်နေခြင်းဟာလည်းပဲမှားယွင်းတဲ့အမြင်တစ်ခုသင်္ကုတ်တူကိုတရေလို့မြင်တဲ့ပုံစံမျိုးပဲသဘာဝတရားတသက်ကိုသဘာဝတရားလို့မမြင်မဲနဲ့ငါလို့မြင်နေခြင်းဟာဒိဋ္ဌိရဲ့အမြင်သာဖြစ်တယ်ဒိဋ္ဌိရဲ့အမြင်သည်ဆွဲလန်းသွားသည့်အတွက်ကြောင့်ကိုပေါ်မှာဆွဲလန်းနေသည့်အတွက်ကြောင့်စိုးရိမ်တော့ကားတွေဖြစ်လာတယ်တော့အဲ့ဒါကြောင့်မို့မြတ်စွာဘုရားဟောတယ်ဥပါဒါပရိတတနံအဲ့စကလုံးလေးကိုမှတ်ထားဖို့လိုတယ်နော်ဥပါဒါဒိဋ္ဌိအမြင်နဲ့မာယွင်းစွာရှုမြင်မှုတဏှာအမြင်နဲ့သိမ့်ပိုက်မှုဆိုတဲ့ဆွဲလန်းမှုနှစ်ခုကြောင့်ပရိတတနာတန်တမှုတွေဖြစ်လာရတယ်အမှန်တိုင်းသိရင်တန်တစရာမရှိတော့အမှန်တိုင်းမြင်တဏှာဒိဋ္ဌိမရှိရင်ဆွဲလန်းမှုဆိုတာမဖြစ်တာတော့မဖြစ်လို့ရှိရင်တောင်းတတာဆိုတာလည်းမရှိတော့ပေါ့နော်အဲ့တော့အဲ့ဒီစကားလုံးလေးနှလုံးနဲ့မြတ်စွာဘုရားကဖော်ထားတာအဲ့ဒါလေးကိုအချိန်ချင်းရွတ်ကြည့်ပြီးတော့ဥပါဒါပရိတတနာဆွဲလန်းခြင်းနဲ့တန်တာခြင်းဆွဲလန်းခြင်းကြောင့်ဖြစ်တဲ့တန်တာခြင်းလို့ဆိုလိုတယ်ပေါ့နော်အနုပါဒအပရိတတနာမဆွဲလန်းရင်မတန်တာဘူးအဲ့လိုဆိုလို့အဲ့တော့ဆွဲလန်းတယ်တဏှာနဲ့ဘာကိုသိမ့်ပိုက်ထားလဲဒိဋ္ဌိဆိုတဲ့အမြင်နဲ့ဘယ်လိုဆွဲလန်းတာလဲဆိုတာကိုခြုံပြီးတော့ပြောလိုက်မယ်ဆိုရင်ခန္ဓာ၅ပါးကိုငါလို့မှားယွင်းစွာရှုမြင်ခြင်းဟာဆွဲလန်းမှုတစ်ခုပဲတကယ်ကတော့ခန္ဓာ၅ပါးဟာခန္ဓာ၅ပါးတသက်ပဲဖြစ်တယ်ကိုယ်နဲ့ပါမဆိုင်ဘူးတရားဓမ္မဟာသူ့သဘောတည်းသူသွားနေမှာပဲအဲ့ဒါကိုငါလို့ထင်လိုက်တာဟာဆွဲလန်းမှုတစ်ခုဖြစ်သွားတယ်အဲ့ဒါကအမြင်နဲ့ဆွဲလန်းတာမှားယွင်းတဲ့အမြင်ဒိဋ္ဌိဆိုတာရှုမြင်မှုလို့ပြောတယ်ရှုမြင်တဲ့အမှန်မြင်တာမဟုတ်ဘူးအမှားမြင်တာ
ငါမဟုတ်တာငါလို့သွားထင်တာမှားတာလေထင်ပြင်ရမှာကခန္ဓာ၅ပါးသည်တဘာဝတရားတသက်မြတာဖြစ်သည်တဘာဝတရားတသက်မြတာဆိုပြီးတော့နာမည်ပေးထားပြီးတော့ငါလို့သူလို့သွားပြင်လိုက်လို့ရှိရင်ဒါမှားရတဲ့အမြင်တစ်ခုဖြစ်သွားတယ်ကိုယ့်ဘက်ကိုဆိုင်းမုတ်တက်လိုက်တာကိုယ့်ဘက်ကိုလေပဲဆွဲလိုက်ပြီးတော့ကိုယ့်ဘက်ကိုဒုက္ခရောက်လူတွေမှာနော်တကယ်စင်စစ်ကတော့ကိုယ်ခန္ဓာကိုယ်မှာရှိတာကိုယ်မှာရှိတာခန္ဓာ၅ပါးပဲရှိတယ်ခန္ဓာ၅ပါးဆိုတာရုပ်လို့ပြောတဲ့မျက်စိနာနာလျှာကာယဆိုဒီ body ကြီးပေါ့နော်အသိစိတ်မရှိတဲ့တိဆောက်ထားတဲ့ကိုယ်ကာယကြီးဟာဒါရုပ်ပဲအဲ့ဒါကိုမှီပြုပြီးတော့စိတ်နဲ့တွဲဖက်ပြီးတော့ဖြစ်ပေါ်လာတဲ့ခံစားချက်ပြောတယ်မပြောဘူးဝမ်းသာတယ်ဝမ်းနေတယ်ဆိုတဲ့အမျိုးမျိုးပုံပုံစိတ်ရဲ့ခံစားမှုလေးတွေကဝေဒနာလို့ခေါ်တယ်စိတ်ထဲမှာကောင်းတယ်မကောင်းဘူးမှတ်သားထားတာလေးကိုသင်ညာလို့ခေါ်တယ်စိတ်ရဲ့လှုံ့ဆော်မှုတွေကိုသင်္ခါရလို့ခေါ်တယ်တွေ့တော်တာတွေကြံစည်တာတွေလိုချင်တာတွေအလုံးဟာသင်္ခါရလို့ခေါ်တယ်အသိစိတ်လေးကိုဝိညာဏလို့ခေါ်တယ်အဲ့တော့ဒီရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ဒီရုပ်နဲ့နာဒီနှမျိုးသည်သူ့အကြောင်းနဲ့သူဖြစ်ပြီးပြတ်သွားကြတာကြီးပဲထာဝရတည်နေတာတခုမှမရှိဘူးနန္တရားတွေပြတ်တာကအမှန်တမ်းသိတာနန္တရားတွေပြတ်တာအမှန်တမ်းသိတာဒါပေမဲ့လူတွေဟာဆွဲလန်းတာနန္တရားကိုဆွဲနေကြတာတော်တော်ဆွဲတာနန္တရားကြတောင်ဘဝထီအောင်ပါတယ်လို့ထင်နေကြတယ်ဒါကြောင့်ဝိညာဉ်ဆိုပြီးတော့ဆွဲနေကြဗျာအသိစိတ်ပေါ်မှာဆွဲတယ်ငါရဲ့အသိစိတ်ငါရဲ့မှတ်ဉာဏ်ငါရဲ့ခံစားမှုငါရဲ့ကြိုးပမ်းအားထုတ်မှုဆိုတာတွေကိုလူတွေပို့ဆွဲလာညာရှုခန္ဓာကြီးကတော့တော်တော်လေးကြာအောင်ရှုဆိုတာမွေးဖွားလာပြီးတဲ့နောက်မှာ10နှစ်ဒါကလေးရွယ်ဟိုငယ်သေးတယ်လို့လူပြိုတယ်လို့ထင်ကြအဲ့ဒီကနေတနေ့ပြီးတနေ့ရင့်လာတယ်အမှန်တော့ရင့်လာတာကိုကြီးလာတယ်လို့ခေါ်ကြတာကလေးငယ်ငယ်လေးကနုနုဖတ်ဖတ်ကလေးလေတိုက်အစားစားရာသီဥတုနဲ့ကြီးလာတယ်နုဖတ်ရအနေပြီးတော့ဖြည်းဖြည်းဒဏ်ခန်းနိုင်လာတဲ့ကြန့်ခိုင်လာတာအဲ့ဒါလည်းအမှန်တော့ပြောင်းလဲနေတာပဲသူတွေကအဲ့ဒီပြောင်းလဲမှုကိုတိုးတက်လာတယ်လို့ထင်တာမဟုတ်ဘူးနုဖတ်လာတွေကတဖြည်းဖြည်းရင့်လာတာပဲဖြစ်တယ်တစ်သီးလေးကိုကြည့်လိုက်မဲ့ဆိုရင်အသီးလေးဟာဖြစ်ခါစားနုနုလေးတဖြည်းဖြည်းအဲ့ဒီတစ်သီးလေးရင့်လာတယ်မားလာတယ်ပြီးရင်ဝါသွားတယ်မဲ့သွားတယ်ပေါ့မဲ့သွားရင်ဘာဖြစ်လဲပုတ်မယ်ကြွေကြမယ်အဲ့ဒီသွားတာပဲသူကလည်းအဲ့ဒီရင့်လာတာကိုစရာလို့ခေါ်တာပဲအိုရလို့ခေါ်တာမွေးဖွားလာပြီးတဲ့နောက်မှာလူဟာတဖြည်းဖြည်းရင့်လာရှင်းလာတာဟာစရာကိုအထိပ္ပယ်ဖွင့်တဲ့အခါမှာဝယောဟာနိတဲ့နုနေတဲ့အရွယ်လေးကတဖြည်းဖြည်းကျဆင်းသွားတယ်ရုပ်လျော့သွားတယ်လို့ဒီလိုပြောတာဒါမှန်တယ်လေလူတွေကတော့ကိုယ့်ကိုပိုကောင်းလာတယ်လို့ထင်နေကြတာအမှန်ကတော့ရော့သွားတာတွေပဲအကုန်လုံးပထမတော့အတက်လို့ပြောချင်းပြောလို့ရတယ်50လောက်ထိအောင်တိုးတက်မှုလို့ပြောလို့ရတယ်50ကျော်အနေစပြီးအရော့ပဲအဲ့ဒါ50ဟာနေမွန်တီးတဲ့အချိန်ပဲနေမွန်တီးတဲ့အချိန်ပဲ50ဟိုဘက်ကျတော့ဟာနိတတကရော့ကျသွားပြီအဲ့ဒီလိုရုပ်ကြီးကိုကြည့်တဲ့အခါမှာတော့သူကအနှစ်20 30 40 50 60 80ကိုထင်ကြီးလာတဲ့အခါကျတော့လူတွေအသက်60တောင်ငယ်သေးတယ်ထင်ပြီးတော့
နော်ပင်စင်တောင်မယူနိုင်သေးဘူးလှုပ်လှုပ်ကောင်းလုံးပဲရှိသေးတယ်လို့ထင်တာအမှန်တော့90ကျော်ကလေးကကြာလာတာအဲ့ဒီကလေးကြာအတက်မဟုတ်အဲ့ဒါအကြာတချို့ကျတော့ကျမရေးချင်းတွေရ30ကျော်အောင်လဲကြာတာပဲ40ကလည်းကြာတာကျမရေးချင်းတွေကြောင့်လည်းကြာတာအဲ့တော့လူတွေကိုကြာမှမသိအားစားကောင်းတော့ကောင်းအိတ်ကောင်းအိတ်ထိုင်ကောင်းလို့ဆိုတိုးတက်နေတယ်ထင်တယ်မဟုတ်ကြာနေအဆိုးဘက်ကိုသွားနေတယ်အဲ့ဒါစာတိစရာနောက်ဆုံးကဗရဏဆိုတာပဲလာငင်းွယ်လို့မရတဲ့သဘာဝတရားတွေအဲ့ဒီလိုဖြစ်နေတဲ့ယုတ်တရားကြီးကိုသူ့ဟာသူဖြစ်လာတယ်သူ့ဘာသူဖြစ်တယ်ဆိုတာဘာတော့သူ့အကြောင်းကြောင့်ဖြစ်တာကိုလုံးလို့ဖြစ်တာမဟုတ်ဥပမာရွှွန့်ရုပ်လေးကိုကရွှွန့်ရှာပြီးတော့ကိုအယုတ်လို့ရင်ဒါကိုလုံးထားတယ်လို့ပြောလို့ရသေးတယ်ကိုခန္ဓာကိုယ်ကိုလုံးထားတာတခုမှမပါဘူးလေအမေကနေမွေးပေးလိုက်တာပဲအမေဝါနဲ့ထွက်လာတာဘယ်သူလုံးတာကံနဲ့ကိလေသာအကြောင်းတရားကပေါင်းစပ်ပြီးတော့ဖန်တီးပေးလိုက်တာရှိဗုဒ္ဓရဲ့အယူဆကိုမသိကြတဲ့တခြားဘာသာဝင်တွေကြဘုရားသခင်ကဖန်ဆင်းနေဆိုပြီးတော့ဖန်ဆင်းရှင်ဆိုပြီးတော့လက်ခံလိုက်ပြန်အဲ့တော့ဖန်ဆင်းရှင်ကဖန်ဆင်းတယ်ဆိုတော့လေကိုလုံးတာမဟုတ်ဘူးလေဘုရားကဖန်ဆင်းတာကိုဘုရားဆိုတာကိုအကြောင်းလို့ပြလိုက်တယ်ဘုရားဘာသာကြတော့ထာဝရဘုရားဆိုတာအကြောင်းတရားဖြစ်လက်ခံတာမရှိသည့်အတွက်ကြောင့်ကိုလုံးတဲ့ကံနဲ့ကိုယ်တဏ္ဍာမှာဖြစ်တဲ့ကိလေသာကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့ဖန်တီးပေးလိုက်တယ်လို့ပြောတာအဲ့တော့ကိုလုံးတာလားမဟုတ်ဘူးဘယ်သူလုံးတာတော့ကံနဲ့ကိလေသာလုံးတာကိုလူဘဝရလာတာကံနဲ့ကိလေသာလုံးတာအမေကလုံးတာလားဆိုအမေကလည်းမလုံးဘူးအဖေကလုံးတာလားဆိုအဖေလုံးတာလည်းမဟုတ်ဘူးအမေဖေကလုံးတာလည်းမဟုတ်ဘူးအမေဖေတက်နိုင်မဲ့ဆိုလို့ရှိရင်ကိုသားသမီးကိုလှပပလေးဖြစ်အောင်လုပ်မှာပေါ့ဒါပေမဲ့လို့မွေးလာတဲ့အခါမှာသူတို့လိုချင်တာမဖြစ်တာလည်းအများကြီးပဲလှပပမဖြစ်ဘဲနဲ့ရုပ်ဆိုးကြည်တံမွေးလေဖြစ်လာတာသူလုံးတာမှမဟုတ်တာအဲ့တော့လုံးသူကရှိနေတယ်လုံးသူကဘယ်သူလဲကိုစဉ်းစားကြည့်ဖို့ပြောတာနော်မြတ်စွာဘုရားတရားတော်တွေကစဉ်းစားရတယ်စဉ်းစားမှအမှန်သိမှဖြစ်တယ်အဲ့တော့ကိုရုပ်ပုံကိုဘယ်သူလှုပ်ထားလဲလို့ပေးလိုက်လို့ရှိရင်ကိုလှုပ်ခဲ့တဲ့အတိတ်ကံနဲ့ကိလေသာဒီနှစ်ခုကပေါင်းစပ်ပြီးတော့လှုပ်ဆောင်နေကြတာလှုပ်ဆောင်ခဲ့ကြတာဖြစ်တယ်မျိုးစေ့ချပေးလိုက်တယ်ကိုအမေဖေကရုပ်စင်းလာပါတဲ့အမေဖေစီပို့လိုက်လို့ရှိရင်ကိုရုပ်ဟာကြည်ပြော့ရှုပြော့ဖြစ်တယ်အယုတ်ဆိုးအကြည့်တတ်တဲ့အမေစီပို့လိုက်လို့ရှိရင်အမေဖေစီပို့လိုက်လို့ရှိရင်အယုတ်ဆိုးကြည်တတ်တာဖြစ်သွားတယ်ဒါရေပုံရကိုပြောပြတာအာဖရိကနီဂရိုတွေစီပို့လိုက်ပြန်လို့ရှိရင်နော်လူမဲတွေစီပို့လိုက်ပြန်တော့အသမဲကြီးထွက်လာပြန်ဥရောပလူပြိုတွေစီပို့လိုက်ပြန်တော့လေဖြူဆက်ဆက်ကြီးတွေဖြစ်လာအဲ့ဒါကိုလှုပ်တာလားလိုက်ကြည့်လေဘသူလှုပ်တာတော့ဘုရားရဲ့လမ်းညွှန်ချက်ဟောပြောတဲ့အဖြေရဆိုရင်ကံနဲ့ကိလေသာလှုပ်တာကံကိုပဲပြောလို့ရှိကြတယ်ကိလေသာနဲ့ကံပေါင်းစပ်ပြီးလှုပ်တယ်လို့ပြောတခါတခါကံကိုအဓိကထားပြောရင်ကံကလှုပ်တယ်လို့ပဲပြောတခြားဘာသာဝင်တွေကတော့ဘုရားသခင်ဖန်ဆင်းတယ်လို့သွားတယ်ဘုရားသခင်ဖန်ဆင်းလို့ဖြစ်တာပဲဖြစ်ဖြစ်ကံတရားကလှုပ်တာပဲဖြစ်ဖြစ်ကိုလှုပ်တာလားဆိုမဟုတ်ဘူးအဲ့ဒါကိုလှုပ်တာမဟုတ်သည့်အတွက်ကြောင့်ငါလို့ကိုငါလို့တွေးကြလဲအကြောင်းဖြစ်ဘူးလှုပ်တော့ကလည်းကိုလှုပ်တာမဟုတ်ဘူးနော်ဖြစ်လာတာဟာယုတ်တရားတက်တက်တာဖြစ်တယ်ကိုမျက်လုံးလေးကိုဖန်တီးတာလားမဟုတ်ဘူးမလှုပ်တတ်ဘူးဒီမျက်လုံးလေးရအောင်မလုံးနိုင်ဘူးလေရှားပြီးသားတော့ပျက်စီးသွားတတ်သေးတယ်ရတီနာကွာလို့ဆိုမျက်စိကန်းသွားတာရှိသေးတယ်လေ
မျိုးစုံပဲရှိတယ်လေလူတွေမှာသဘာဝတရားတွေပဲဒါတွေကသဘာဝကြီးကဖန်ဆင်းထားလို့ဖန်တီးလိုက်လို့ဖြစ်လာတာအဲ့ဒီဖြစ်လာတာကိုငါဆိုတဲ့အမြင်မြင်လိုက်တာဟာဒိဋ္ဌိရဲ့အမြင်ပဲလွယ်မှားစွာရှုမြင်ခြင်းပဲဖြစ်တယ်ဒါဖြင့်ဘယ်လိုမြင်ရမှာတော့ဆိုရင်ကံကိလေသာတို့ကပုံဖော်ပေးထားတဲ့ယုတ်တရားသာဖြစ်တယ်ငါမဟုတ်ဘူးလို့မြင်ရမှာဘုရားသခင်ကဖန်ဆင်းတာမဟုတ်ဘူးအကြောင်းတရားတွေကဖန်ဆင်းထားတဲ့ဖြစ်တဲ့ရှုပ်တရားသက်သက်သာဖြစ်တယ်ငါမဟုတ်ဘူးလို့မြင်ရမှာငါနဲ့တွဲတာရလာပြီးတော့မှငါနဲ့တွဲတာဟုတ်တော့ပထမတော့ငါဆိုတဲ့ဒိဋ္ဌိအမြင်ဟာလွယ်မှားသွားတယ်ရှုမြင်လာတယ်အဲ့တော့ဒိဋ္ဌိကလွယ်မှားစွာငါလို့ရှုမြင်တယ်လို့ငါရှိသည့်အတွက်ကြောင့်နောက်ကဆက်လိုက်လာတာငါရဲ့ပိုင်ဆိုင်မှုတွေဆိုတခါလာပြန်ငါဟာလို့ရှုမြင်ပြန်တယ်ငါဟာလို့မြင်လာပြန်တဲ့အခါကျတော့တဏှာရဲ့သိမ့်ပိုက်မှုဖြစ်လာတယ်အဲ့ဒါကြတော့ငါလို့မြင်တာကဒိဋ္ဌိငါဟာလို့ထင်တာကတဏှာအဲ့ဒီနှစ်ခုသည်ဥပါဒာလွယ်မှားစွာမှတ်ယူခြင်းဆွဲလန်းခြင်းအဲ့ဒီလွယ်မှားစွာမှတ်ယူခြင်းဆွဲလန်းခြင်းတို့ကြောင့်ပရိတတနာငါဟာလို့ထင်တယ်ငါလို့ထင်သည့်အတွက်ကြောင့်တန်တမှုတွေပေါ်လာတယ်တောင်းတမှုတွေပေါ်လာတယ်မွတ်သိပ်မှုတွေပေါ်လာတယ်အဲ့ဒီမှာဒါပါဠိစာပေအဓိပ္ပာယ်ပိဋကတ်ကိုအင်္ဂလိပ်လိုပြန်ညတာတွေလည်းရှိတယ်အဲ့အင်္ဂလိပ်လိုပြန်တဲ့အခါမှာဒါအင်္ဂလိပ်လိုဖတ်တဲ့လူတွေအတွက်ကိုပြောပြပရိတတနာကပါဠိ knowledge အရာပြောမယ်ဆိုလို့ရှိရင်သူကတတပိပတာယံလို့ဆိုမွတ်သိပ်တယ်ရှည်စားတယ်ရေငတ်တယ်တန်းတာတယ်တောင်းတာတယ်ဒီအဓိပ္ပာယ်မျိုးထွက်တယ်အဲ့တော့အင်္ဂလိပ်ဘာသာပြန်ကိုကြည့်လိုက်တဲ့အခါကျတော့ပရိတတနာကိုဘယ်လိုပြန်ထားတော့ဆို agitation လို့ပြန်ထားတယ် agitation လို့ပြန်လိုက်တဲ့အခါကျတော့သူ့အဓိပ္ပာယ်ကဒီပြောလို့တဲ့အဓိပ္ပာယ်မရောက်တော့စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ဖြစ်သွားပြန်စိတ်အနှောင့်အယှက်ဖြစ်ရင်လူတွေကကြိုက်မှာမဟုတ်ဘူးလေတပိုင်းကတော့ဒီဆွဲလန်းမှုကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုပုံစံယူထားတယ်မြတ်စွာဘုရားဟောလို့ရင်အဓိပ္ပာယ်ကတော့ဥပါဒပရိတတနာဆွဲလန်းမှုကြောင့်တန်တာတယ်ဒီလိုသွားမှာအဲ့တော့စိတ်အနှောင့်အယှက်ဖြစ်တာတန်တမှုကြောင့်လာမှတဆင့်လာမှအဲ့ဒါနော်တဆင့်လာမှတောင်းတမှုကြောင့်စိတ်အနှောင့်အယှက်ဖြစ်တယ်အဲ့တော့ agitation လို့ပြန်တဲ့ဟာကတော့ပါဠိ knowledge နဲ့မကိုက်ဘူးပေါ့ဒါဗုဒ္ဓတရားတော်တွေကဒီဘာသာပြန်လွဲမှားလို့ရှိရင်ပုံပြက်သွားနိုင်တယ်ဘုရားတရားတော်တွေကိုဘာသာပြန်တဲ့အခါမှာလည်းအမှန်တမ်းရေးကြည့်ပါတယ်မြန်မာလူပြန်တဲ့အခါမှာလည်းပဲအရေးကြီးတာပဲအင်္ဂလိပ်လူပြန်မှမဟုတ်ဘူးနီးကပ်အောင်အဓိပ္ပာယ်မှန်ကန်အောင်ပြန်ဆိုဖို့တော့လိုတယ်ဒါပေမဲ့လွယ်လားလို့ဆိုမလွယ်ဘူးလွယ်မှနိုင်တယ်မှန်တရားနဲ့နေအောင်ဒါကြောင့်မို့လို့ပါဠိစကားလုံးလေးတွေတိုင်တချို့ဟာကြတော့မှတ်ရတယ်ဥပါဒပရိတတနာအနုပါဒအပရိတတနာဆွဲလန်းလို့ရှိရင်တန်တမှုဖြစ်တယ်မဆွဲလန်းရင်တန်တမှုမဖြစ်ဘူးလို့တန်တရဲဆိုတာမွတ်သိဋ္ဌာနဲ့အဓိပ္ပာယ်ချင်းနှီးစပ်တယ်ပေါ့နော်သူစကားလုံးရဲ့အဓိပ္ပာယ်အတိုင်း literally ပြန်လိုက်မယ်ဆိုလို့ရှိရင်လေဆွဲလန်းတယ်မွတ်သိပ်တယ်ဆွဲလန်းခြင်းကြောင့်မွတ်သိပ်တယ်မွတ်သိပ်တယ်ဆိုတာဘာလို့ရေငတ်တယ်လို့ငတ်တာလူချင်းနေတာတန်းတာနေတာတောင်းတနေတာရေငတ်နေတဲ့ပုဂ္ဂိုလ်ကရေကိုတန်းတနေတာပဲလေအဲ့ဒီခံစားချက်ကိုပြောတာဒါအဓိပ္ပာယ်လေးတွေကိုအဲ့ဒါလို့မှတ်ထားပြီ
အဲ့တော့ယုတ်ဆိုတာတကယ်စဉ်းစားကြည့်ရင် तू ကဘာတွေကိုတန်တဘာတွေကိုဆွဲလန်းတာတော့ဆိုရင်ကိုယ်တဏ္ဍမှာရှိတဲ့ရှုပ်တရားခန္ဓာကိုယ် body တို့ခေါ်တဲ့မျက်စိနားနှာခေါင်းလျှာကာယတခြားယုတ်တွေပေါ့လေမြင်ရတဲ့ဟာပဲအဓိကထားပြောမမြင်ရတဲ့ယုတ်တွေကရှိသေးတယ်လေမြင်လို့ရတာမျက်စိနားနှာခေါင်းလျှာကာယဒါတောင်အဘိဓမ္မာသဘောအရာကြတော့အသေးစိတ်နားလည်ဖို့လိုတယ်ပေါ့ရှုပ်28ပါးတဲ့အဓိကရှုပ်18ပါးအဲ့တော့ပိုးထင်ရှားတာတော့ဓာတ်ကြီး၄ပါးဓာတ်ကြီး၄ပါးဆိုတာဘာလို့ဆိုဘုန်းကြီးတို့ခန္ဓာကိုယ်ကိုကြည့်လိုက်ရှုပ်ဆိုတာပထဝီတဲ့အတုံးခဲတွေရှိတယ်ကိုယ်ကိုကင်ကြည့်လို့လည်းရတယ်ကင်ကြည့်လိုက်လို့ရှိရင်ဘာတွေ့တော့အတုံးခဲတွေ့မယ်အသားများတဲ့နေရာဆိုလို့ရှိရင်ပျော့ဤတွေ့တယ်အယိုးနေရာဆိုမာကြောတာတွေ့မယ်ဒါကင်ကြည့်လို့ရလေအဲ့လိုလက်နဲ့ဆန်းလိုက်တဲ့အခါမှာပျော့ဤကတမျိုးမာမတင်းကတစ်ခုဒီလိုတွေ့တယ်အဲ့ဒါဘာတွေ့တော့ဆိုဒီပျော့ဤမာမတင်းဆိုတာပထဝီကိုပြောတာအတုံးခဲတယ်ကိုယ်ခန္ဓာကိုယ်ထဲမှာကြည့်ရင်အတုံးခဲဖြစ်နေတာလေအစားအစာတွေမှာလည်းကြည့်ရင်အတုံးခဲဖြစ်နေတာတွေရှိတယ်လေဆန်ဆိုလဲဆန်စည်းလေးတွေအတုံးခဲလေးတွေဟင်းချင်လည်းဟင်းအတုံးခဲလေးတွေအရေးလေးတွေရှိတယ်ကိုယ်ခန္ဓာကိုယ်ထဲမှာကြည့်လိုက်ရင်စနေအတုံးခဲလေးတွေကပထဝီအရေးသဘောလေးတွေကအာဘောအရေးဆိုတာလွန်ကဲလာလို့ရှိရင်သူကဘာဖြစ်တာယူစီးသွားတယ်ယူထွက်လာတယ်ဥပမာမဲ့ဒီရှေခဲမုံကိုအပြင်ထုတ်ထားလိုက်လို့ရှိရင်အရေးပြောသွားတယ်လေအေးပေးထားတဲ့အခါကျရေခဲမာနေတာရှေခဲမုံတွေကမာနေတာအပြင်ထုတ်လိုက်လို့ရှိရင်အရေးပြောသွားရမာနေတာကပထဝီအားကောင်းနေတယ်အဲ့ထဲမှာအပြင်ထုတ်လိုက်တဲ့အခါကျတော့အဲ့ဒီအမာလေးတွေကအရေးထွက်သွားတယ်အဲ့ဒီမှာအမာတုံးကလည်းဘသူကြောင့်ဘသူရှိလို့မာနေတာတော့ဆိုအာဘောရှိတယ်စုစည်းပေးထားတာသူကနော်အာဘောရဲ့အဓိပ္ပာယ်ကနှစ်ခုရှိတယ်စုစည်းပေးခြင်းနဲ့ယုတ်စည်းခြင်းစုစည်းတာကကြည့်ဘလို့စုစည်းတာတော့ဆိုပေါက်စီတို့ပေါင်မုံတို့လှုပ်တဲ့အခါမှာပေါက်စီတို့ပေါင်မုံတို့မြန်မာလူမျိုးတွေစားနေတဲ့မုံတွေမျိုးစုံလှုပ်တဲ့အခါမှာခြုံမုံဖြစ်စေဆမ်းမုံဖြစ်စေငါကတော့အမုံကလေးတွေအဲ့ဒါကိုတခဲတဲ့ဖြစ်အောင်ပါလို့ရေလေးဖြန်းပေးတာခြေလေးနဲ့ထည့်ပြီးနယ်လိုက်တာပဲလေခြေနဲ့ပေါင်းလိုက်တဲ့အခါကျတော့အလုံးခဲဖြစ်သွားတာအဲ့ဒီအလုံးခဲဖြစ်တာရေရဲ့စွမ်းဆောင်မှုလို့ခေါ်တယ်အချိုးကျစားလိုက်တာရေလွန်သွားတဲ့အခါကျတော့စီးထွက်လာနော်အဲ့ဒီဘောပြောအဲ့တော့ခန္ဓာကိုယ်ထဲမှာအတုံးခဲအမာလေးတွေရှိတယ်စုစည်းပေးတဲ့အဘောဓာတ်တွေရှိတယ်တခါတလေယူထွက်လာတဲ့အရေးတွေရှိတယ်ဆိုပါစို့လူတွေမှာအရေးတွေဆိုတာအပေါ်ကနေစကြည့်ပေါ့အကုန်လုံးတော့မပြောပါဘူးနော်မျက်လုံးကထွက်ရင်မျက်ရည်ပဲလေပါးစပ်ကထွက်လာတာသရည်ပေါ့အဲ့လိုပဲထွက်လာတာနှာခေါင်းကထွက်တာနှာရည်အဲ့လိုအရည်တွေဟာထွက်လာတယ်အဲ့လိုပျော်ပြီးတော့ထွက်လာတာတွေကအာဘောအဲ့ဒီပဲခန္ဓာကိုယ်ဟိုနာစံကြည့်ဒီနာစံကြည့်ပူရာအေးတာနှစ်ခုတွေ့အဲ့ဒါကိုတေဇောလို့ခေါ်တာအသက်ရှူသွင်းနေတဲ့လေတွေရှိတယ်ဗိုက်ထဲမှာရှိနေတဲ့လေတွေရှိတယ်လေစွမ်းအားနဲ့လူဟာသွားတယ်လာတယ်အဲ့ဒါကိုတမန်အဖြစ်အနာတမီလောကီကျမ်းနေအဆိုရဆိုလို့ရှိရင်တော့ကြွက်သားအားလို့ပြောကြတယ်အဘိဓမ္မာစာပေအရပြောလို့ရှိရင်လူဟာလမ်းလျှောက်တာကြွက်သားအားမဟုတ်ပဲနဲ့ဝါရောရဲ့အားလို့သုံးလေရဲ့အားလို့ပြောတာဒါကြောင့်လူဟာသွက်ချပါတာဖြစ်သွားရင်လေဖြတ်တယ်ပြောပြလေဖြတ်တယ်လို့ပြောတာ
လေရဲ့စွမ်းဆောင်မှုကင်းသွားချက်သွားတော့ရှိတာပဲလေကြွက်သားတို့လေဖြတ်တာတဲ့လူလဲကြွက်သားတော့ရှိတာပဲသို့တော့လေစွမ်းဆောင်မှုမပါသေးတဲ့ကြောင့်လမ်းမလျှောက်နိုင်တော့အဲ့တော့လူခန္ဓာကိုယ်မှာရုပ်တရားတွေကိုဆင်ញင်သုံးသပ်ကြည့်မှဆိုရင်အတုံးခဲသဘောတွေရှိတယ်ဆုစီးတဲ့သဘောတွေရှိတယ်ပျော်ဝင်မှုတွေရှိတယ်နော်ရုပ်စီးမှုတွေရှိတယ်ပူရာအေးရာတွေရှိတယ်လှုပ်ရှားနေတဲ့တွန်းကန်နေတဲ့လေးသဘောတွေရှိတယ်အဲ့ဒါတွေဟာသူ့အကြောင်းတရားနဲ့သူဖြစ်နေတာကိုယ်ခန္ဓာကိုဖြစ်နေကိုလှုပ်ထားလည်းမဟုတ်ဘူးအကြောင်းတရားတွေကလှုပ်တယ်ဒါပေမဲ့လို့ကိုဟာခြုံဝင်ပြီးတော့ပထဝီကိုငါလှုပ်လိုက်တယ်ငါလှုပ်ထင်လိုက်တယ်အာဘောကိုငါလှုပ်ထင်တယ်တေဇောကိုလည်းငါလှုပ်ထင်တယ်ဝါယောကိုငါလှုပ်ထင်လိုက်ငါလှုပ်ထင်တာကမရွေးနဲ့အမြင့်နဲ့တစ်တုံးကြီးကိုတရေကြီးလို့ထင်တယ်ကျိုးကြီးကြနေတာကိုပွေလို့ထင်တယ်အဲ့ဒါအထင်နေတကယ်စိတ်ကတစ်တုံးဟာတစ်တုံးပဲကျိုးဟာကျိုးပဲဒါလည်းပဲရုပ်ဟာရုပ်ပဲပထဝီဟာပထဝီပဲအဘောဟာအဘောပဲဒေဇောကိုပိုင်တာလည်းမဟုတ်ကိုမပိုင်မဲနဲ့ငါဆိုတာကိုသတ်မှတ်ပြီးတဲ့အခါကျတော့ငါဟာလို့တခါလာပြန်တယ်နောက်ကဆက်လာငါရှိလို့ငါဟာရှိနေကြတာငါမှမရှိရင်ငါဟာပဲလို့ရှိလို့ရမှာနော်ငါရှိလို့ငါဟာရှိတယ်ဆိုတာလို့ငါမရှိရင်လည်းငါဟာမရှိဘူးသူတစ်ပါးမရှိရင်လည်းသူတစ်ပါးရဲ့ဟာဆိုတာမရှိဘူးအဲ့ဒါကိုဝိသုဒ္ဓိမမှာရှင်းရှင်းလေးဒီတုံညသဘောနဲ့ပြောလို့ရှိရင်နာဟံနာမမငါဆိုတာမဟုတ်ဘူးမရှိဘူးနာမမငါဆိုတာလည်းမရှိဘူးနာပရောတခြားသူတယောက်ဆိုတာလည်းမရှိဘူးနာပရတတခြားသူတယောက်ပိုင်းဆိုင်နေဆိုတာလည်းမရှိဘူးအဲ့ဒါဝိပဿနာရှုဖို့ပြောတာမမြင်သေးမြင်အောင်ရှုမြင်လိုက်ပါအကျိုးရှိတော့ဆိုငါလို့ထင်တာပျောက်သွားပြီငါလို့ထင်တာပျောက်သွားပြီဆိုရင်ဘာလို့တော့မတန်တာတော့ကိုမမဟုတ်ရင်တူတွေကပေတန်တာသဘာဝတရားလို့မြင်လိုက်တာနဲ့တပြိုင်နက်သဘာဝတရားလို့မြင်လိုက်တာနဲ့တပြိုင်နက်ငါဆိုတဲ့အတွေးမရှိတော့ဘူးငါဆိုတဲ့အတွေးမရှိတော့ဘူးသဘာဝတရားတက်တက်လို့မြင်လိုက်တာနဲ့ခုနကအနုပါဒဖြစ်သွားတယ်မဆွဲလာဘူးအမှန်တိုင်းမြင်နေတာဖြစ်တယ်သင်္ကုတ်တို့ဟာသင်္ကုတ်တို့လို့မြင်သည့်အတွက်ကြောင့်စိတ်ထဲမှာတရေကြီးလို့မမြင်တော့မကြောက်တော့ဘူးကြောက်စိတ်တွေပျောက်သွားတယ်ကျိုးလမ်းပေါ်မှာကြာနေတဲ့ကျိုးကြီးကျိုးမှန်သိလိုက်တာနဲ့တပြိုင်နက်ကြောက်စိတ်ပျောက်သွားတယ်မွေလို့ထင်တဲ့အချိန်မှာကြောက်နေတယ်ကျိုးလို့သိလိုက်တာနဲ့မကြောက်တော့ဒါသဘာဝပဲလူစိတ်ဟာအထင်ပေါ်မှာကြောက်ရွံ့နေအထင်ပေါ်မှာဆွဲလန်းနေဆိုတာဓမ္မသိတာတယ်နော်အထင်ပေါ်မှာဆွဲလန်းနေအဲ့ဒါမှကြောက်စားကောင်းတယ်ငယ်တုန်းကပုံဝတ္ထုလေးတစ်ခုပြပြမယ်ကာတွန်းလေးပါကာတွန်းလေးတစ်ခုရှိစရာအနေနဲ့လည်းပြောတရားနဲ့ဆိုရင်အထင်လွဲတာနဲ့ပတ်သက်ပြီးတော့လေဒါလေးကထင်ရှားစေတယ်နော်အခုခေတ်လည်းရှိတာပဲတချို့ယောက်ျားတွေကသွားရလာတာမိန်းမဆန်တဲ့ယောက်ျားတွေရှိတယ်စပင်းပုံစံကလည်းမိန်းမရအောင်ဆန်ကိုလုံးကိုဘောက်ကလည်းမိန်းမဆန်ဝဆာတရလည်းမိန်းမအမျိုးသမီးပေါ့လေမျိုးသမီးဆန်အဲ့ဒီကာတွန်းလေးမှာဒါငယ်ငယ်တော့တွေ့ဘူးတဲ့ကာတွန်းမှာအဲ့ကာတွန်းလေးမှာနောက်ကလူငယ်တယောက်ကရှေ့ကသွားနေတာအမျိုးသမီးလို့ထင်တယ်ကိုလုံးကိုပေါ့ကရကြည့်ပြောရှုပြောရှိတယ်ပေါ့အဲ့ဒါဘာလို့တုံးဆိုရင်သူကအမျိုးသမီးထင်ပြီးတော့ရီးစားစားလိုက်ပေးတယ်ငယ်ငယ်တော့တွေ့တဲ့ကာတွန်းပြောတာနော်ရီးစားစားလိုက်ပေးတယ်အနန္တရောက်တော့မျက်နှာကဒီဘက်လေလှည့်လိုက်ရောဟိုနှခမ်းမွေးကြီးနဲ့ဖြစ်တော့ဟိုက်ဆိုစားတော့ကြသွားတယ်ကာတွန်းနဲ့မှပါတာပြောတာနော်ဖုံးပြောတာမဟုတ်ဘူးအဲ့တော့ဖုံးအရွယ်ဖတ်ဖူးတဲ့လူသိလိမ့်မယ်အဲ့ဒါနှခမ်းမွေးမြင်လိုက်တော့ကြည့်နှခမ်းမွေးမမြင်နောက်ကနေကြည့်တော့ तू ကတွေ့တာရဲ့စိတ်နဲ့နောက်ကနေလိုက်တာ
အတန်ပေးပြီးတော့စာလန်းကန်းလိုက်တဲ့ကလှည့်လိုက်တော့နှခမ်းမွေးကြီးတွေ့တဲ့ခါကျတော့အဲ့ဒီမှာစာတော်လွတ်ကြသွားတယ်ကဲအဲ့ဒီစိတ်နှစ်ခုရှင်းကြည့်အမျိုးသမီးလို့ထင်တော့ကတွေ့တာတယ်နှခမ်းမွေးကြီးမြင်လိုက်တော့အမျိုးသားမှန်းသိတဲ့အခါကျတော့စာပေမဲ့စိတ်ရှိသေးလားရှိတော့ဘူးအဲ့ဒီသဘောပဲမှတ်တာအထင်လွဲနေတွေ့တာမှုကလာတာပဲအဲ့တော့အမှန်မြင်မှုလို့အဲ့ဒါကိုမြတ်စွာဘုရားဟောနေတာဥပါဒပရိတတနာအနုပါဒအပရိတတနာဆိုအဲ့ဒါပြောတာတဘာဝအမတမကြားတယ်မြတ်စွာဘုရားကိုယ်မှာတွေ့တာမှုဆွလမ်းမှုတွေဘာကြောင့်ဖြစ်လဲမှားမြင်နေလို့ဖြစ်တယ်ဆွလမ်းမှုတွေကြောင့်မှားမြင်တော့ဆွလမ်းတယ်အမျိုးသမီးထင်လို့လိုက်ပါတယ်နှခမ်းမွေးကြီးမြင်တော့အမျိုးသမီးမဟုတ်ဘူးဖြစ်သွားပုတ်စိတ်မွေးမြင်ဒီတဲ့ကြောက်သွားအောင်မသူနောက်ကနေကြည့်တော့မုတ်စိတ်ကလည်းမမြင်ရဘူးနှခမ်းမွေးကလည်းမမြင်ရဘူးအဲ့ဒါကာတွန်းဆရာဘသူရေးတယ်တော့မသိဘူးဘုံဘုံသတင်းစာထဲမှာထင်တယ်အဲ့ဒီကာတွန်းလေးတွေ့ဦးတယ်ခေါင်းထဲမှာမှတ်မိနေအဲ့ဒါလေးအဲ့တော့ဘုန်းကြီးတို့တွေဟာကိုလှုပ်ထားလည်းမဟုတ်ဘူးကိုလည်းမဟုတ်ဘူးကိုပိုင်တာလည်းမဟုတ်ဘူးဆိုတဲ့အပေါ်မှာဆွဲလန်းမှုတွေဖြစ်နေကြတယ်အဲ့ဒီဆွဲလန်းမှုဖြစ်လို့ရှိရင်တန်တမှုတွေဖြစ်တယ်တန်တမှုဖြစ်လို့ရှိရင်ဘာဖြစ်တုံးဆိုလို့ရှိရင်တန်တမှုဖြစ်လို့ရှိရင်ဘာဖြစ်တုံးဆိုရင်ဆွေမှုတွေနော်စိတ်ပင်ပန်းမှုတွေတောကတွေအကုန်ဆက်လာတာပဲအဲ့တော့မြတ်စွာဘုရားတရားတော်ကဝိပဿနာရှုခိုင်းတာကအမှန်မြင်မှုရှုခိုင်းတယ်သင်္ကုတ်ကြီးကိုသင်္ကုတ်ကြီးလို့မြင်မှုချိုးခွေကိုချိုးခွေလို့မြင်မှုကျိုးကိုကျိုးလို့မြင်မှုရုပ်ကိုရုပ်လို့ပဲမြင်မှုနာမ်ကိုနာမ်လို့ပဲမြင်မှုကိုယ့်အကိုရှုမှတ်ကြည့်ပါတကယ်ကိုယ့်ကိုတကယ်စူးစိုက်ကြည့်ပြီးတော့ဒါရုပ်တရားကြီးပဲဖြစ်ပြီးပြတ်သွားမှာပဲငါလည်းဘာမှမတတ်နိုင်ဘူးသူပြတ်ချိန်ကြရင်ပြတ်မှာငါဘယ်လိုမှတားလို့မရဘူးနော်သူကသူအစဉ်ပြေးနေတဲ့အခါကျတော့ကိုယ်သဘောကျဖြစ်နေတယ်လို့စိတ်ကထင်းနေတာတနေ့ဖောက်လာပြီဆိုရင်ကိုယ်သဘောလုံးဝမလိုက်တော့ဘူးအဲ့ကြနော်ယောဂဖြစ်သွားတယ်ဆိုတော့ကိုဖြစ်ချင်လို့ဖြစ်တတ်မှာမဟုတ်တာအဲ့ကြကိုယ်သဘောလိုက်သေးလားဆိုမလိုက်ဘူးဒါပေမဲ့ကိုတစ်သလုံးထင်လာတာကိုယ်သဘောလိုက်တယ်လို့ထင်တယ်ကိုယ်ကလို့ထင်လာတယ်အေးပြက်ပြီဆိုတဲ့အခါကျကိုယ်ဘာမှမတတ်နိုင်အဲ့လိုလွတ်လိုက်ရအဲ့ကြနောက်ကျသွားပြီဒါကြောင့်မို့ကျွတ်တင်ပြီးတော့အစရတဲ့အမှန်မြင်အောင်ကြိုးစားတာမှန်မြင်အောင်ကြိုးစားအဲ့တော့ဒီသုတ်တံမှာမြတ်စွာဘုရားအဲ့ဒါကိုဟောလို့ရင်ပြန်ပြောမယ်ဥပါဒာပရိတတနာနော်အနုပါဒာအပရိတတနာဆွဲလန်းခြင်းကြောင့်တန်တမှုဖြစ်တယ်တရန္တာရဖြစ်တယ်တန်တမှုဖြစ်တယ်မဆွဲလန်းခြင်းကြောင့်တန်တမှုမဖြစ်ဘူးတန်တမှုမဖြစ်ရင်တောကမဖြစ်ဘူးတန်တမှုဖြစ်ရင်တောကဖြစ်မယ်ဟောဒီဟာကိုဒီသုတ်တံမှာမြတ်စွာဘုရားဒါခန္ဓာဝက္ခတန်ရုံမှာမြတ်စွာဘုရားဟောတဲ့ဥပါဒပရိတတနာသုတ်ဆိုတာမြတ်စွာဘုရားကဉာဏ်တော်တွေကိုဟောတာဝိပဿနာတရားဟောတာဝိပဿနာတရားဟောတယ်ဆိုတာဒီအထူးဆန်းမဟုတ်ဘူးကိုယ်ခန္ဓာကိုယ်မှာတကယ်ရှိတာကိုသိအောင်ဟောတာမရှိတာတွေကိုရှားကြံပြီးရှုခိုင်းတာမဟုတ်ဘူးအမှန်မြင်အောင်လုပ်ခိုင်းတာအဲ့တော့မြတ်စွာဘုရားတာဝတိမြို့ကယဟန်တော်တွေကိုဥပါဒပရိတတနေသာဩဘိက္ခဝေတေတိတာမိအနုပါဒအပရိတတနေသာဒါဘုရားပြောတဲ့စကားလုံးအတိပ္ပယ်ကဘာလို့ယဟန်တို့ဆွဲလန်းလို့တရန္တာရဖြစ်ရတယ်ဆိုတာရဲ့မဆွဲလန်းရင်တရန္တာရမဖြစ်ဘူးဆိုတာရဲ့ဒီနှစ်ခုကိုငါရှင်းပြမယ်တဲ့တန်တုနာထနာထောင်ညာတာရုကမနတိကရောထကောင်းကောင်းနှလုံးသွင်းထားကြစိတ်ဆိုင်ပြီးတော့နာထောင်ညာဆိုတော့ယဟန်တွေကကောင်းပါပြီအဲ့မှာမြတ်စွာဘုရားဆက်ဟောမြတ်စွာဘုရားဆက်ဟောတာကဥပါဒပရိတတနာတန်တခြင်းကြောင့်ဆွဲလန်းခြင်းကြောင့်တ
တဏ္ဍတာဖြစ်တယ်ဆိုတာဘယ်လိုလဲဆိုခုနပြောခဲ့တဲ့အကျမ်းမြင်ရှင်းပြခဲ့တဲ့အတိုင်းပဲခန္ဓာ၅ပါးကိုတဏ္ဍခန္ဓာ၅ပါးကိုငါလို့ထင်တာငါလို့ထင်တာအဲ့ဒီမှာတော့မြတ်စွာဘုရားတက္ကာယဒိဋ္ဌိ20နဲ့ဟောထားတာတက္ကာယဒိဋ္ဌိဆိုတာဒိဋ္ဌိဆိုတာသူကမှားယွင်းတဲ့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့မှားယွင်းတဲ့အမြင်ပေါင်း20ရှိတယ်လို့ပြောတာနော်ဒီစကားလုံးကတော့ကြားဖို့နေကြမှာပါတရားနာတဲ့အခါမှာတက္ကာယဒိဋ္ဌိတက္ကာယဒိဋ္ဌိဆိုတာတက္ကာယဆိုတာခန္ဓာ၅ပါးဒိဋ္ဌိဆိုတာခန္ဓာ၅ပါးနဲ့ပတ်သက်တဲ့မှားယွင်းတဲ့အမြင်အဲ့ဒါကိုအကြောင်းပြုပြီးတော့ဖြစ်တာနော်ဒီသုတ္တမတက္ကာယဒိဋ္ဌိ20လို့ဆိုပေမဲ့လို့တဏှာလည်းပါတယ်နော်ဒိဋ္ဌိတယ်မဟုတ်ဘူးတဏှာလည်းပါတယ်အဲ့တော့တဏှာရဲ့အမြင်နဲ့ဒိဋ္ဌိရဲ့အမြင်နှစ်ခုရှိတယ်တဏှာကခန္ဓာ၅ပါးကိုဘယ်လိုမြင်လို့ဆိုရင်ငါဟာလို့မြင်တယ်ဒိဋ္ဌိကခန္ဓာ၅ပါးကိုဘယ်လိုမြင်တော့ငါလို့မြင်တယ်အဲ့တော့ငါလို့မြင်တာကဒိဋ္ဌိငါဟာလို့မြင်တာကတဏှာအဲ့ဒါကိုပေါင်းလိုက်တဲ့အခါကျတော့တက္ကာယဒိဋ္ဌိ20နော်အဲ့တော့တက္ကာယဒိဋ္ဌိ20ကိုတော့အကျဲမပြောတော့ပါဘူးသေယုတ်တိနောက်ကျုံတဲ့အခါမှာထပ်ပြောပြမယ်ဒါမှတ်ရမှာခက်နေလို့တဘာဝကိုနားလည်ဖို့အထက်ကဥစားပေးပြီးတော့ဟောမယ်နော်ခဏခဏဟောကြပါတယ်တက္ကာယဒိဋ္ဌိနဲ့ပတ်သက်အဲ့တော့အချင်းချင်းမှတ်ဖို့ရတက္ကာယဆိုတာခန္ဓာ၅ပါးခန္ဓာ၅ပါးဆိုတာဘာလို့ရှုပ်ရဲ့စိတ်ခံစားချက်ရဲ့စိတ်ရဲ့မသားနိုင်မှုရဲ့စိတ်ဆော်ကြံတွေးမှုတွေရဲ့အသိစိတ်ရဲ့အဲ့ဒီခန္ဓာ၅ပါးရုပ်ရဲ့နာမ်ရဲ့ဒီနှစ်ခုပဲထပ်ချုံလိုက်တဲ့ကောရုပ်နဲ့နာမ်နှစ်ခုရုပ်ဟာလည်းရုပ်ပဲနာမ်ကလည်းနာမ်ပဲသူ့သဘာဝတိုင်းသူဖြစ်တာအဲ့ဒီပေါ်မှာငါဟာလို့တွေးထင်တာဒိဋ္ဌိလို့ခေါ်တယ်ငါလို့တွေးထင်တာဒိဋ္ဌိငါဟာလို့တွေးထင်တာတဏှာအဲ့ဒီမှာဒီသုတ္တမှာပဲမြတ်စွာဘုရားပြောထားတယ်ခန္ဓာ၅ပါးကိုတဲ့ငါလို့လဲမြင်လိုက်တယ်ဒိဋ္ဌိနဲ့ငါဟာလို့လဲတွေးလိုက်တယ်ဆိုရင်ဘာဖြစ်လဲအဲ့လိုတွေးထားရင်ဘာဖြစ်လဲဆိုတာကိုမြတ်စွာဘုရားရှင်းပြတာနော်အဲ့ဒါလေးကအနှစ်ချုပ်လေးပဲဘုန်းကြီးတို့တွေကခန္ဓာ၅ပါးကိုခန္ဓာ၅ပါးလို့မှတ်ရမယ်အစားငါလို့မှတ်တယ်ငါလို့မှတ်တယ်အဲ့ဒါပြဿနာအစားပဲငါလို့မှတ်တာဘယ်သူကြောင့်ဒိဋ္ဌိကြောင့်မှားရတဲ့အမြင်ကြောင့်ငါဟာလို့မှတ်တာဘယ်သူတဏှာကြောင့်အဲ့ဒါမှတ်ပြီးတော့စိတ်ထဲမှာဆွဲလန်းလိုက်တာဥပါဒါအဲ့ဒါဖြစ်ရင်ပရိတတနာတန်တမှုတွေတောင်းတမှုတွေလာမှာပဲသိကြတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားအဲ့ဒီလိုမှတ်ယူလို့ရှိရင်ဘာဖြစ်လဲဆိုပြီးတော့ပြောတယ်ခန္ဓာ၅ပါးကိုငါလို့မှတ်လိုက်တဲ့အချိန်မှာတော့ဘာဖြစ်တုံဆိုရင်ကိုမှတ်ထားတဲ့ခန္ဓာ၅ပါးသည်ဒီတိုင်းမနေဘူးတဲ့ဝိပရိနမတိဖောက်ပြန်ပြောင်းလဲလာတယ်တမန်အဖြစ်ဆိုငယ်ရာနေကြီးလာတယ်လှရာနေရုပ်ပြက်လာတယ်နော်အိုမင်းလာတယ်ရင့်ရောလာတယ်ကိုထင်ထားတဲ့အတိုင်းရပ်မနေဘူးသူကိုထင်ထားတာငါသပင်လို့ထင်ထားတယ်ငါသပင်လေးကဖြူလာတော့ဒုက္ခရောက်ပထမတော့တပင်လောက်ဖြူရင်နှုတ်လို့ရသေးတယ်တကောင်းလုံးဖြူတော့မနှုတ်နိုင်တော့နော်နှုတ်ရင်နဲ့ဖြူသွားတယ်အဲ့တော့ကြာစမ်းတဲ့ဖြစ်သွားတာပေါ့ကြာစမ်းနေရွက်ပြီးတော့ထားတယ်လို့ဖြစ်သွားတယ်ဒီလိုပဲအသားရည်ကလည်းရော့လာလို့ရှိရင်ပိုးတောက်လေးထိုးလိုက်ဟွာလေးနဲ့ဖိလိုက်ဒါလေးနဲ့ဖိလိုက်နဲ့လောက်တာအဟုတ်ရော့လာပြီဆိုတော့အခါကျဘာလုပ်လို့မရတော့ပေရီတွန်းလာသွားလဲကျိုးတဲ့အခါသွားဆိုင်လိုက်နောက်ဆုံးကျတော့တချိုးပချိုးဖြစ်သွားတချိုးပချိုးဖြစ်ုံနဲ့မကဘူးမေးကရှေ့ထိုးလာစကားပြောတော့မပြီးတော့အိုကြီးကမှရုပ်တွေပေါ်လာတယ်
အဲ့ဒီလိုဖြစ်လာမယ်တဲ့ရုပ်ဆိုတာအဲ့လိုဖြစ်တာအဲ့ဒါလိုပဲစိတ်ခံစားမှုတွေကလည်းပျော်ရွှင်မှုတွေကသိမရှိတော့ဘူးစိတ်ညစ်စရာတွေကြီးပဲစိတ်ညစ်စရာတွေဖြစ်လာတဲ့ဝေဒနာစိတ်ခံစားမှုကလည်းရော့ကျလာတင်ညာမှတ်ညာကလည်းပြက်လာဟိုလေးမမှတ်မိဒီဟာလေးမမှတ်မိဟိုလေးပျောက်ဒါလေးပျောက်နေဖြစ်လာဒါတင်ညာပြက်လာတာနောက်သင်္ခါရဆိုတာလဲသင်္ခါရဆိုတာစိတ်ဆော်မှုတွေတွေးတောမှုတွေကြံစည်မှုတွေအလုံးကိုပေါင်းခေါ်ထားတာစေတသိက်တွေကိုပေါင်းခေါ်ထားအဲ့ဒါတွေလည်းရော့လာတယ်ဝိညာဏဆိုတဲ့အသိစိတ်ကလည်းရော့လာအဲ့တော့ကိုဟာငါလို့ထင်ထားတဲ့ဒီခန္ဓာ၅ပါးငါလို့ထင်ထားတဲ့ခန္ဓာ၅ပါးဟာရော့ကြပျက်စီးလာတယ်အဲ့ဒါကိုဝိပရိနမတိတယ်ပြောင်းလဲပျက်စီးလာတယ်အညထာဟောတိတယ်ကိုထင်ထားတဲ့အတိုင်းမဖြစ်ဘူးတစ်မျိုးပြောင်းသွားတယ်ဆံမင်ကလေးကနည်းနည်းမောင်မောင်လေးအခုခေတ်တော့လည်းအမျိုးစုံပါပဲလေကြောင်ကြောင်ကြားကြားလဲဆိုးကြတာပဲအမျိုးစုံပြောင်းနေကြတာပေါ့နော်ဟောရှေးတော့ကတော့မဲနဲ့အဖြူပဲရှိတယ်ဆေးဆိုးတဲ့ခေတ်ရောက်သွားတော့အဲ့တော့ကိုဖြစ်ချင်တဲ့အယောင်ကငကိုယ်တော့ကရွှေရောင်ဆိုးပြီးတော့နီကြောင်ကြောင်ကြီးဖြစ်သွားတော့အစမပြေတဲ့အယောင်ကြီးဖြစ်လာတော့စိတ်ညစ်တာပေါ့ဒါပါပဲငါဟာလို့ထင်တော့စိတ်ညစ်လာတာပဲအဲ့တော့အဲ့ဒီကိုထင်ထားတဲ့အရာဒီဝိပရိနမတိပြောင်းလဲပျက်စီးလာတယ်အညထာဟောတိကိုထင်ထားတဲ့အတိုင်းမဟုတ်ဘူးတစ်မျိုးတစ်ပုံဖြစ်သွားတယ်အဲ့ဒီဖြစ်သွားလို့ရှိရင်ဖြစ်တဲ့နေရာတွေရပ်သွားလာလို့ဆိုလူစိတ်ကဘာဖြစ်တော့အဲ့ဒီသဘာဝတရားကြီးပြောင်းလဲပြီးတော့တစ်မျိုးတစ်ပုံဖြစ်သွားတာကိုအကြောင်းပြုပြီးတော့တဲ့စိတ်ကအဲ့ဒီနောက်မှာလိုက်ပြီးတော့စိတ်ညစ်တယ်ဆိုတာဖြစ်မလားဘူးလားဖြစ်တယ်နော်စိတ်ကခံစားမှုတွေဖြစ်လာအဲ့ဒါဝိပရိနာမနုပရိဝတ္တိဝိညာဏဟောတိအဲ့ဒီဝိညာဏကကံသဘောသိအောင်လာကံဖြစ်လာဘာလို့လို့ဆိုစိတ်ပြစ်လိုက်တာနော်ငါကောင်းကြီးကလည်းဖြူလိုက်တာပေးရလည်းတွန့်လာပြီစိတ်ပြစ်เสียကြီးမိတ်ကနဲ့လှုပ်လို့ကလည်းမရတော့ဘူးစိတ်ပြစ်ကြပြီလေအဲ့ကျစိတ်ပြစ်လာရှုပ်ကပြောင်းလဲလာစိတ်ပြစ်လာပြင်းနဲ့အလှပြင်းနဲ့အယုတ်ဆိုးတွေဖြစ်လာတဲ့အခါမှာဒါတော့အမျိုးသမီးတွေကြီးစောင်းပြောသလိုဖြစ်နေဘသူရုပ်ပဲဖြစ်ဒီတိုင်းပါပဲနော်အားလုံးပြင်းနဲ့ပြက်လာပုံစံကမှန်တော့အဲ့လိုဖြစ်လာတဲ့အခါကျတော့ကြိုးစားမှုတွေဖြစ်လာတယ်ပြုပြင်ခြင်းနဲ့ကြိုးစားမှုတွေဘာတွေဖြစ်တော့စိတ်တိုးလာတယ်နော်အကောင်းကိုပြန်လိုချင်လာတယ်ငယ်ဘဝကိုပြန်သွားခြင်းနေပြန်တယ်အဲ့ဒါတွေကဝိညာဏလို့ခေါ်တယ်ပျက်စီးမှုကိုအကြောင်းပြုပြီးတော့သူစိတ်တွေကအဲ့လိုဖြစ်လာတယ်အဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုခေါ်တော့ဆိုဝိပရိနာမနုပရိဝတ္တိဝိညာဏဟောတိတဲ့ပျက်စီးတဲ့နောက်ဖြစ်ပေါ်လာတဲ့ဒီစိတ်ရဲ့လှုပ်ဆောင်မှုတွေပေါ်လာတယ်တဲ့အဲ့လိုပေါ်လာပြီးတော့ဘာဖြစ်တော့ဆိုရင်ဝိပရိနာမနုပရိဝတ္တိစာပရိတတနာအပျက်စီးမှုကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်တွေဟာတဒန္တာရကောင်းတော့ကဟာပြန်တန်းတာနေပြန်နော်အကောင်းကိုပြန်တန်းတာလာတန်းတာတဲ့စိတ်ဖြစ်လာတွေ့တာလို့တန်းတာတာဖြစ်တယ်တန်းတာရဆိုဆုံးရှုံးသွားရင်တန်းတာတယ်လေသူကအဲ့ဒီတန်းတမှုတွေဖြစ်လာတယ်တဲ့အဲ့တန်းတမှုဖြစ်လာလို့ရှိရင်ဘာတွေဖြစ်တုံဆိုတန်းတမှုဆိုတဲ့ဖြစ်တယ်လို့တခြားအကုသိုလ်စိတ်တွေလည်းဝင်လာတယ်တခြားအကုသိုလ်စိတ်တွေလည်းဖြစ်လာတယ်အဲ့ဒါကိုဓမ္မသမုပ္ပါဒလို့ခေါ်တယ်အဲ့ဒီတန်းတမှုတွေတခြားအကုသိုလ်စိတ်တွေကဘာဖြစ်တုံဆိုစိတ်တံပရိယာဒာယဒိဋ္ဌံတိတဲ့ကုသိုလ်စိတ်ကိုဆိုးပိတ်ပြီးတော့ထားလိုက်ကြတယ်စိတ်ကောင်းနှလုံးကောင်းမလာတော့ဘူးစိတ်ညစ်တယ်စိတ်ပြက်တယ်မကြည်မနှက်တွေဖြစ်နေတယ်တဲ့အဲ့ဒါတွေလွှမ်းမိုးလာတယ်ကောင်းတဲ့စိတ်တွေကိုချုပ်ကင်ထားသလိုဖြစ်သွားတယ်အဲ့ဒီလိုဖြစ်လာလို့ရှိရင်ဘာဖြစ်တုံဆိုစေတသောပရိယာဌာနာစိတ်ကောင်းနှလုံးကောင်းတွေကုန်ခန်းသွားတဲ့အခါမှာဥဒ္ဒတဝါနော်ငါမှဖျက်လေခြင်းဆိုတဲ့
ဟာဒီပေါ်လာတယ်အမှအရင်တော့ဒီလိုမဟုတ်ဘူးခုတော့ဖြစ်ရလေခြင်းဆိုစိတ်ထဲမှာပူလောင်မှုတွေဖြစ်လာတယ်နော်ဝိကာတဝါစိတ်ထဲမှာပင်ပန်းနေတယ်မရွှင်လန်းတော့ဘူးစိတ်ပင်ပန်းနေမရွှင်လန်းဘူးအပိခဝါကောင်းတာတွေကိုမျှော်လင့်တန်တမှုတွေဖြစ်နေတယ်အဲ့တော့အိုမင်းဆိုရင်ငယ်ဘဝကိုပြန်တန်တလာတယ်ဘုန်းကြီးကိုယ်တိုင်ပြောမယ်ဆိုလို့ရှိရင်ငယ်တုန်းကလူရဝင်ရင်တော့အသက်ကြီးချင်တယ်အခုကြီးချင်တော့ကြီးလာတဲ့အခါပြန်ငယ်ချင်နေပြန်ဓမ္မနာပြောတာနော်ငယ်တော့လူကြီးလုပ်ချင်တာလူကြီးလုပ်ချင်တော့အသက်ကြီးချင်တယ်ကွာကိုဘာလို့လဲဆိုလူကြီးဆိုတာသူ့ပြောမဲ့ဆိုမဲ့မှန်မဲ့ငေါ့မဲ့လူမရှိဘူးကွာကလေးဆိုရင်အမှန်ခံရတယ်ငေါ့ခံရတယ်ဟိုကခိုင်းတာခိုင်းအဲ့မကြိုက်ဘူးမကြိုက်တော့ကိုကလည်းသူတို့လိုပဲခါထောက်ပြီးခိုင်းကျင်တော့လူကြီးဖြစ်ချင်တယ်အဲ့တော့အခုကြီးလာတော့ပြန်ငယ်ခြင်းမြန်နဲ့မရတော့အဲ့တော့ငယ်တော့လည်းကြီးချင်လို့မရဘူးကြီးတော့လည်းပြန်ငယ်ခြင်းလို့မရဘူးရလားမရဘူးအဲ့ဒါကိုပြောအပိခဝါကောင်းတာတွေမျောလင်းလို့လည်းမရဘူးတဲ့ဥပါဒယသပရိတတ္တိတဲ့အဲ့ဒီမှာငါဟာဆိုတဲ့ဆွဲလန်းမှုတွေကြောင့်ပရိတတ္တိပြန်ပြီးတော့တောင်းတမှုတွေဖြစ်လာတယ်ပူပါမှုတွေတောင်းတမှုတွေဖြစ်လာတယ်တန်တမှုတွေဖြစ်လာတယ်ငတ်မွတ်မှုတွေဖြစ်လာတယ်အဲ့တော့စိတ်ခံစားမှုကြီးအပဲကောင်းတော့မှာတော့ပေါ့နော်အဲ့လိုဖြစ်တာကိုပြောအဲ့တော့မြတ်စွာဘုရားခေါ်လို့ရင်ကိုဒီစကလုံးနှလုံးနဲ့ဒါအနှစ်ချုပ်ပြီးတော့ပြောပြတာပါအဲ့တော့ကိုလုံးအမှာပါတော့ဆိုလို့ရှိရင်မြတ်စွာဘုရားနောက်ကဖြေဟောတာအနုပါဒာအပရိတတနာဆွဲလန်းမှုကိုဖျောက်တော့ဆွဲလန်းမှုမရှိမှခုနဒီအဖြစ်ပြက်တွေပျောက်မှာတဲ့အဲ့တော့ဆွဲလန်းမှုကိုဖျောက်ဆိုဘာနဲ့ဖျောက်အောင်ပါတော့ရှုပ်ကိုရုပ်လိုပဲမှတ်တာနာမ်ကိုနာမ်လိုပဲမှတ်တာငါလိုမမှတ်နဲ့ငါလိုမထင်နဲ့ကြိုးစားပြီးတော့ဝိပဿနာဉာဏ်မြင်ရအောင်ကြိုးစားအဲ့ဒါလို့ထားလို့ရှိရင်အခုပြောတဲ့ပြဿနာတွေမရှိတော့နော်အိုးလိုက်ရင်လည်းငါအိုးတာမဟုတ်ဘူးယုတ်တရားအိုးတာနန္တရားအိုးတာပြက်သွားရင်လည်းငါပြက်တာမဟုတ်ဘူးယုတ်တရားနန္တရားပြက်တာငါဟာပြက်တာလည်းမဟုတ်ဘူးငါနဲ့ယုတ်တရားနန္တရားတွေနဲ့ခွဲထားလိုက်ရင်တောကအသက်သာသွားပြီအဲ့လိုမှမဟုတ်ရင်ငါမှဖြစ်ရလေခြင်းငါမှဖြစ်ရသလားသူများတွေကြတော့ပြောရွှင်တယ်ငါကြမှာဖြစ်ရသလားမဟုတ်တူတူပဲအလုံးဟာနော်အလုံးဟာဖြစ်ချက်မှာရှိပဲအဲ့ဒါလို့မမှန်ကန်ကန်နှလုံးသွင်းနိုင်ဖို့ရသော်ဗျာဒီသုတ်တန်ကိုဟောတာဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီနှစ်ခုဟာရသော်ဗျာဒီတဒန္တရဖြစ်ရခြင်းဟာဒီဆွဲလန်းမှုကြောင့်ဖြစ်တယ်ဒိဋ္ဌိနဲ့တဏှာမာယွင်နဲ့အမြင်နဲ့ဆွဲလန်းခြင်းငါဟာလို့သိမ့်ပိုက်လို့တဲ့တဏှာနဲ့ဆွဲလန်းခြင်းအဲ့ဒီဆွဲလန်းမှုနှစ်ခုသည်တန်တမှုကိုဖြစ်ပေါ်စေတယ်အဲ့ဒီဆွဲလန်းမှုမရှိဘူးဆိုလို့ရှိရင်တန်တမှုမဖြစ်စေအဲ့ဒီအကြောင်းနဲ့အကျိုးကိုမြတ်စွာဘုရားဟောတာဘာရှုလို့မဟောဘူးဘာရှုလို့မဟောဘူးဆိုတာကောက်ချက်ချခြင်းရှုဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးကိုငါလို့မမြင်နဲ့ငါဟာလို့လည်းမမြင်နဲ့နော်ရှုဝေဒနာရုပ်ဝေဒနာလို့ပဲမြင်ဆိုဒါဝိပဿနာအမြင်ဖြစ်အောင်ကြိုးစားအမှန်မြင်မှုကြိုးစားဆိုတဲ့သမ္မာဒိဋ္ဌိဝိပဿနာသမ္မာဒိဋ္ဌိအမြင်ရဖို့မြတ်စွာဘုရားဟောကြားတာဖြစ်တယ်မှန်မြင်မှုဟောတာပဲဖြစ်တယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပရိသတ်ပေါင်းအမှန်မြင်ခြင်းအပြင်ကိုယ့်ရဲ့ဒီတန်တခြင်းစိတ်ပူလောင်ခြင်းဆင်းရဲဒုက္ခရခြင်းဆိုတာဒီမဖြစ်ရအောင်ကာဝယ်တိုက်စီနိုင်တာဟာဝိပဿနာဉာဏ်ပဲဖြစ်တယ်ဆိုတာကိုယ်စီမှတ်သားပြီးတော့ဝိပဿနာအမြင်နဲ့ကိုယ့်ဘဝကိုရှုမြင်နိုင်ကြပါစေရှေ့ဆက်ချအရှင်ဖေယဖေယတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကို
မျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်းရင်ခြင်းပပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားအလူတော်ကိုပေးလူကြပါကုန်၏တရားဓမ္မကိုရွတ်သိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားဓမ္မကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုတ်ပြုလို့ရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖာအဖို့အဖွာဆရာသမားမှစ၍ကဝသူကဝသားလူနတ်မြမတတ္တဝအများတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း